ဖယားကိုတကိုးရှင်ကြီးလို့ထင်ပြီးတော့လူတွေကလူသားတဦးမဟုတ်ဘဲနဲ့တကိုးရှင်ကြီးလို့ထင်ပြီးအရာရာတကိုးနဲ့ဖြည့်ရှင်းနေတယ်လို့အောက်မေ့ကြလိုက်ဒီလိုမဟုတ်ဘူးလူသားဆိုတာလူတွေရဲ့သဘာဝအတိုင်းပဲအခက်ခဲတွေကြုံတာပဲလောကရန်လေးနဲ့ကြုံတာပဲကောင်းတဲ့လောကရန်နဲ့ကြုံတယ်မကောင်းတဲ့လောကရန်နဲ့ကြုံတယ်မြတ်စွာဘုရားရဲ့ဘဝကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်ဆွဆွဲမှုကြီးဟာနှစ်ကြိမ်ခံခဲ့ရတယ်အကြီးအကျယ်ဆွဆွဲမှုကြီးခံရဒီတစ်ဆက်တည်းမဟုတ်တော့မှပဲဟောဒီတာဝတိမြို့မှာပဲမြတ်စွာဘုရားနောက်တစ်ချိန်ဆွဆွဲမှုတစ်ခုကြုံရပြန်အဲ့ဒီဆွဆွဲမှုကတော့အလွန်ကိုကြီးမားတယ်အခုဟာတဲ့ပြင်းထန်တယ်လို့ဒီလိုပြောအောင်စိန်စမန္တဝါရဲ့ဆွဆွဲမှုကတော့ဒီပွင့်လင်းလွန်အားကြီးတော့သူ့ဘာသူပဲဒီသူ့စရိတ်နဲ့သူသွားတယ်နောက်တစ်ခါဆွဆွဲမှုကြတော့ဘာနဲ့ဆွဆွဲလာတာတုံးလို့ဆိုအခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်မဒိမှုနဲ့လည်းဆွဆွဲတယ်လူသားမှုနဲ့လည်းဆွဆွဲတယ်နော်ဆွဆွဲမှုကြီးနှစ်ခုရိတ်လုပ်တယ်ဆိုတာလည်းပြောခံရတယ်တတ်တယ်ဆိုတာလည်းပြောခံရတယ်ပြစ်မှုကြီးနှစ်ခုနဲ့ဆွဆွဲခံဒီတာဝတိဇေရဝံအကြောင်းမှာပဲတစ်ဆက်တည်းမဟုတ်ပေမဲ့လို့သိမကြခင်ပဲမြတ်စွာဘုရားနောက်ထပ်ဆွဆွဲမှုတစ်ခုကြုံရဒါလည်းပဲဘယ်လိုဆွဆွဲမှုနဲ့ကြုံတာတုံးလို့ဆိုဒါကြတော့ဥဒ္ဒံပါဠိတော်မှာပါဠိတော်တိုက်ရရှိတယ်သုံးတရီဆိုတဲ့ပရပိုက်မဟာအသက်အရွယ်လည်းငယ်တယ်ရုပ်ကလည်းချောတယ်အဲ့ဒီသုံးတရီပရပိုက်မကိုခုနကမကြေမနက်ဖြစ်နေကြလို့တရားဓမ္မနဲ့ပတ်သက်ပြီးမကြေမနက်ဖြစ်တဲ့ဒိဋ္ဌိတွေကနေပြီးတော့လှုပ်ဆောင်ပြီးစေခိုင်းလို့သူဟာလည်းပဲခုနပုံစံမျိုးပဲတာဝတိမြို့ဇေရဝံကျောင်းထဲမှာအိတ်တရောင်ရောင်အခြေအနေတွေပြပြီးတော့လှုပ်တယ်သူကနော်အခြေအနေပြတော့ပထမနီးတုန်းကတော့သူတို့လိန်နေဆိုတာပေါ်သွားတယ်လေနော်ကိုဝန်ဆောင်ရောင်ဆောင်တာကြတော့ပေါ်သွားတယ်သုံးတရီကြတော့အဲ့ဒီနီးကိုမသုံးတော့ဘူးတာဝတိမြို့ကိုဇေရဝံကျောင်းဘက်ကိုညနေသွားမနေ့ကျပြန်လာစောစောစီစီပြန်လာညမိုးချုပ်သွားအထင်အမြင်တွေလွဲမှားအောင်လူတွေတိုးတိုးပြောလာသည်ထိအောင်အဲ့ဒါလို့လှုပ်ပြီးနောက်ကြဘာလှုပ်တုံဆိုရင်သုံးတရီပရပိုက်မဟာ2 ရက် 3 ရက်ခါတိုင်းတွေ့နေကြသူ့ကိုမတွေ့တော့ပျောက်သွားညနေစေရုံအကြောင်းပဲသွားတာလည်းမသွားတာမတွေ့ရပြန်လာတာလည်းမတွေ့ရ3-4 ရက်လောက်ဇက်မြုပ်နေတယ်မြုပ်တဲ့အခါကျတော့မှအတ္တမလာနေပေးကြတယ်သုံးတရီပျောက်နေတယ်လူပျောက်ချင်ညာတာပေါ့နော်သုံးတရီပဲရောက်သွားမှမသိဘူးပျောက်နေတယ်အဲ့တော့ဘုရင်ကြီးကိုသွားတိုင်တယ်သုံးတရီဟာဒီရဲ့ပိုင်းမှာဇေရဝံကျောင်းသွားတာများတယ်အခုသုံးတရီပျောက်နေတယ်နော်လူပျောက်သွားပြီးတော့တိုင်ကြတိုင်တော့မြတ်စွာဘုရင်ကြီးကမေးတယ်ဘယ်နေရာမှာတန်တရားရှိတယ်လဲဆိုဇေရဝံကျောင်းထဲမှာတန်တရားရှိတယ်တန်တရားရှိရင်ဝင်းရှာကြဆိုဇေရဝံကျောင်းထဲဝင်းရှာတဲ့အခါကျတော့သူတို့ကိုယ်တိုင်လှုပ်ထားတာသုံးတရီကိုအချိန်မတော်ဇေရဝံကျောင်းဘက်ကိုသွားခိုင်းပြီးတော့တတ်ပြီးတော့သုံးတရီရဲ့အလောင်းကိုမြတ်စွာဘုရားခန္ဓာကိုယ်ကြီးအနီးနားကရေမြောင်းထဲကအမိုက်ပုံကြားထဲမှာပစ်ထားတယ်ကဲကြည့်နော်လှုပ်ပုံလှုပ်နည်းအခုခေတ်နဲ့တူတူပဲဘာမှမထူးဘူးနော်လွန်ခဲ့တဲ့နှစ်ပေါင်း2500လူမြတ်စွာဘုရားပေါ်မှာဆွဆွဲခြင်းလို့ဇေရဝံကျောင်းထဲကရေမြောင်းထဲမှာသွားပစ်ထားတန်တရားရှိတယ်ဘယ်မှာရှိတုံးဆိုဇေရဝံကျောင်းမှာတန်တရားရှိတယ်ဒါဖြင့်ရှာဆိုတော့သွားရှာကြတဲ့အခါတွေ့တယ်ပေါ့တွေ့လာပြီးတော့အဲ့ဒီသုံးတရီအလောင်းကိုထမ်းစင်ကြီးထမ်းပြီးတော့အပုတ်ချဖို့ကြိုးစားကြတယ်တကယ်ကတော့ဒီလှုပ်ဆက်တွေဟာသူတို့ဖန်တီးတာရှိပဲအကုန်လုံးဖန်တီးပြီးတော့သာဝတိမြို့ထဲမှာလှဲ့တယ်ဒီအလောင်းကြီးနဲ့လှဲ့ကြတယ်ဂေါရမဘုရားနဲ့ဂေါရမရဲ့တပည့်သားတွေရဲ့လောက်ရက်ကိုကြည့်ဟောဒီပရပိုက်မလေးကိုရိတ်လုပ်ပြီးတော့တတ်ပြစ်ကြတယ်ဒီထိအောင်ဆွဆွဲတာနော်သူတို့ဆွဆွဲတာရိတ်လုပ်ပြီးတတ်ပြစ်တယ်ဆိုပြီးတော့အကြီးကျယ်ဆွဆွဲကြအဲ့တော့ကောသလမင်းကြီးဆိုတာသူကလည်းဘုရားကိုတော့ကြီးညိုတယ်ဒါပေမဲ့ကြီးညိုပဲလို့အဲ့ဒီဘုရင်ကြီးကသောတာပန်မဟုတ်ဘူး
သောတာပန်မဟုတ်ဘူးဆိုတော့တခါတလေသူကနည်းနည်းကြောင်တောင်ရှိတယ်ပေါ့ဟိုကပြောရင်ဟိုဘက်ယုံနာမျိုးဒီကပြောရင်ဒီဘက်ယုံနာမျိုးလေးတွေရှိတယ်လက်လဲစားရတယ်သူကကောသလမင်းကြီးကဗေမိသာရလို့မဟုတ်ဘူးမတည်ငြိမ်ဘူးဇေရဝံကျောင်းသားမှာတခါတော့ကမြေဝယ်ပြီးတော့ဘာသာကြားကျောင်းတစ်ဆောင်ဆောက်ဖို့ကြိုးစားတဲ့အခါမှာမြတ်စွာဘုရားကဘုရင်ကြီးကိုသွားပြီးတော့ပြောခိုင်းတယ်ဒီနားမှာမသိတော့ဘူးမသိတော့ဘူးဆိုတာကိုယ်နဲ့မတူညီတဲ့ဘာသာယုံကြည်တဲ့ပုဂ္ဂိုလ်တွေရောက်လာလို့ရှိရင်အနှောက်အယှက်တွေအများကြီးဖြစ်လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကန့်ကွက်ခိုင်းတာနော်ကန့်ကွက်ခိုင်းတယ်အဲ့တော့ရှင်သာရိပုတ္တရာတို့လွတ်ပြီးတော့နန်းတော်သွားခိုင်းတဲ့အခါကျတော့ဘုရင်ကြီးကအဲ့ဒီနေရာကိုသူချပေးတော့ကသူကငွေ2သိန်းယူထားတာငွေ2သိန်းယူထားတော့ရှင်သာရိပုတ္တရာတို့လာတာအတွေ့မခံဘူးနော်သူကလည်းလက်စားတာအတွေ့မခံဘူးဒါနဲ့မြတ်စွာဘုရားကိုယ်တိုင်ကြွသွားတဲ့အခါကျတော့ဘုရားကျတော့သူမတွေ့ပဲမနေရဲဘူးပေါ့အဲ့တော့မြတ်စွာဘုရားကျတော့တွေ့တော့မြတ်စွာဘုရားကတိုက်ရိုက်ကြီးမပြောဘူးအနေရထိုင်ရခက်မှဆိုလို့ဒီဘာသာတရားချင်းဘာသာရေးပုဂ္ဂိုလ်ချင်းကိုဂုံးတိုက်လို့ရှိရင်ရှေးတုန်းကယသိ2ဦးမတက်အောင်လုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီတိုင်းပြည်ဟာပျက်စီးသွားဘူးတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားတစ်ဖက်လည်းနဲ့ဟောလိုက်တာဟောလိုက်တဲ့အခါကျတော့မှသူကတတိယပြီးတော့ခုနကသူချပေးတာကိုပြန်ရုပ်သိမ်းလိုက်တယ်ပေါ့စေတော်အကြောင်းရုပ်သိမ်းပြီးတော့သူကိုယ်တိုင်အဲ့ဒီနေရာကျောင်းဆောက်တယ်ရာဇကာရမလို့ခေါ်တယ်နော်မင်းကျောင်းဆိုပြီးတော့သတ်မှတ်ပြီးစေတော်ကျောင်းသားမှာရာဇကာရမဆိုတဲ့ကျောင်းတစ်ကျောင်းဖြစ်လာတယ်အဲ့ဒီကျောင်းမှာဘိက္ခုနီမတွေနေကြတယ်နောက်ပိုင်းကျတယ်ဖခင်လက်ထက်ကလည်းဒီလိုဖြစ်ဖြစ်မျိုးတွေကြုံခဲ့တယ်ပေါ့အဲ့တော့အခုသုံးတရီရဲ့အရေးကိစ္စမှာဗတ္တတိကောသရမင်းကြီးကမင်းတို့ဘယ်မှာတန်တရားရှိတုံးဆိုဇေရုံအကြောင်းတန်တရားရှိရှားဆိုတော့အလောင်းတွေ့ပြီပေါ့အလောင်းတွေ့ပြီဒါတတ်ပြီးတော့အလောင်းဖြောက်ထားတာပဲဆိုပြီးတော့မြို့ထဲမှာလိုက်ကျင်းကြတယ်အပုတ်ချကြတယ်အဲ့ဒီတော့ဘုရင်ကြီးကကောသလမင်းကြီးကသူ့မှာသူ့လျိုထောက်လန်းရေးတွေအများကြီးရှိဘုရင်ဆိုတာတော့ဒီတိုင်းပဲထောက်လန်းရေးတွေထားအဲ့ဒီမှာတတ္တဇတိလသုတ်ဆိုတာရှိတယ်သူ့ရဲ့တဏ္ဍာန်လုံးလှည့်လှည့်ပြီးတော့ထောက်လန်းတဲ့ပုဂ္ဂိုလ်တွေကအသွင်တရံအမျိုးမျိုးနဲ့ထောက်လန်းကြတယ်တချို့ကယသိအောင်ဆောင်းတယ်တချို့ကအစိလကဘာသာတရားလောက်တဲ့လူရောင်ဆောင်းတယ်တချို့ကပရပိုက်ရောင်ဆောင်းတချို့ကတက္ကရွန်ရောင်ဆောင်းအဲ့ဒီလိုဘာသာတရားအဝတ်အစုံတွေဝတ်ပြီးတော့တဏ္ဍာန်လုံးလှည့်လှည့်ကာတိတိုင်းကောသလတိုင်းအနှံ့သူတို့ကလိုက်ပြီးတော့စုံစမ်းထောက်လှမ်းကြရှင်းတော့ကလည်းရှိတယ်အဲ့ဒါလိုထောက်လှမ်းရေးတွေစုံစမ်းထောက်လှမ်းပြီးတော့တခါတော့ကအဲ့ဒီလူတွေဟာဇေတော်ကျောင်းသားကဖြတ်ပြီးတော့ထောက်လှမ်းရေးသတင်းတွေယူပြီးတော့ပြန်လာတဲ့အချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ဘုရင်ကြီးကအဲ့ဒီနားမှာရောက်နေတဲ့အချိန်သူ့ရဲ့ထောက်လှမ်းရေးကပြန်လာတဲ့လူတွေနဲ့သွားပပင်းမှတွေ့တယ်တွေ့တဲ့အခါကျတော့သူကဟန်ဆောင်ပန်းဆောင်ဘုရင်ကြီးကဘာလုပ်တုံးဆိုတော့ရှ िख ိုးပြီးတော့ယဟန္တာတွေကြွလာပြီးယဟန္တာတွေကြွလာပြီးတော့လှုပ်သေးတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကအေးလောကမှာအပေါ်ရောင်ဟန်ဆောင်မှုတွေအင်မတန်မှများတယ်ရွှေတုတ်ထားတဲ့မြေနှတောင်းလိုပဲအပေါ်အကျင့်တော့ရွှေနှတောင်းလိုထင်ရတယ်အတွင်းကြည့်လိုက်လို့ရှိရင်တော့မြေနှတောင်းဖြစ်နေတယ်လောကမှာအပေါ်ယံကြည့်ပြီးတော့သူတော်ကောင်းလို့သတ်မှတ်လို့လည်းမရဘူးယဟန္တာလို့လည်းသတ်မှတ်လို့မရဘူးဗမာစကားလိုပဲအပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာလို့ဟန်ဆောင်ပန်းဆောင်နေလောကမှာအများကြီးရှိတယ်လို့မြတ်စွာဘုရားကသိတယ်ဆိုတာတိုက်ရိုက်မပြောဘဲနဲ့ဒီလိုပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားဘက်ကိုလှည့်ပြီးဘုရင်ကြီးကဗာပြောတော့ဒီလူတွေဟာတဲ့ဘာသာရေးသမားတွေမဟုတ်ဘူးတဲ့သူ့ရဲ့ထောက်လန်းရေးတွေပါတဲ့ဆိုပြီးတော့မကြခင်မဲ့သူတို့ရရှိလာတဲ့သတင်းတွေကိုသူ့ကိုတဏှာဥတင်ကြလိုက်မယ်အဲ့ဒီကြရင်သူတို့ကိုဆုတော်လက်တော်ပေးရမယ်လို့ဆိုတဲ့အကြောင်းလျှောက်သွားအဲ့ဒီတုတ်တန်လည်းမှတ်တမ်းရှိပေါ့နော်ကောသလမင်းကြီးကအဲ့ဒီလိုလုပ်လို့ရှိအခုလည်းပဲသုံးတရီတတ်တဲ့ကိစ္စနဲ့ပတ်သက်လာပြီးတော့ကောသလမင်းကြီးကထောက်လန်းခိုင်းတယ်
သူ့မျိုးထဲမှာထောက်လန်းခိုင်းတယ်သုံးတရီတတ်တဲ့လူဘယ်သူလဲဆိုတာထောက်လန်းခိုင်းတဲ့အခါကျတော့အရက်ဝိုင်းတစ်ခုရောက်သွားနော်ထရေမူးတော့ကျွဲကိုပေါ်စွာလို့ပေါ့အရက်ဝိုင်းရောက်သွားတဲ့အခါတကယ်တတ်တဲ့လူသားသမားတွေကအဲ့ဒီအရက်တောက်ရင်အရက်မူးတဲ့အခါကျတော့အချင်းချင်းပြောကြတာသုံးတရီကိုမင်းတတ်တာဟိုလူကငါတတ်တာငါတတ်လို့ရတဲ့ငွေနဲ့ငါအခုအရက်တောက်တယ်ပေါ့သူတို့ပြောမိပြောရတယ်စွတ်ပြောတော့လာပြီးတော့အရက်ဝိုင်းထဲမှာရောနှောပြီးတော့အရက်တောက်ရင်ထောက်လန်းတဲ့ဘယင်းရဲ့ထောက်လန်းရေးသမားတွေကကြားသွားတယ်အခါကျတော့အဲ့ဒီလူတွေဖမ်းလိုက်တာနော်ဖမ်းလိုက်ပြီးတဲ့အခါတေချာသူတို့ကိုစစ်ဆေးလိုက်တယ်မင်းတို့ဘယ်သူကခိုင်းတာတော့ဆိုခိုင်းတာဘယ်သူကခိုင်းတာတော့ဆိုခုနကပြောတဲ့ဘာသာချင်းမတူတဲ့အញ្ញဒိဋ္ဌိကခိုင်းနေဆိုတာသူတို့ကပေါ်လာတယ်အဖြစ်မှန်အဲ့ကြတော့တွေ့ရပြန်အဲ့ဒီကြတော့မှဘုရင်ကြီးကအမိန့်ချတယ်အေးသုံးတရီအလောင်းကိုသူတို့ပဲထမ်းခိုင်းခုနကမြို့ထဲလိုက်អော်တဲ့ပုဂ္ဂိုလ်တွေသုံးတရီအလောင်းထမ်းယဟန်ဂေါရမတပိတာဝကတွေအကုန်လုံးအရှက်ရပြီးတော့အကျိုးမဲ့ဖြစ်စေဖို့ငါတို့လှုပ်ကြံတာပါတတ်တာလဲငါတို့တတ်တာပါသုံးတရီတတ်တဲ့တရားခံဟာငါတို့ပဲဖြစ်ပါတယ်လို့ဆိုတာမြို့ထဲကိုသူတို့ကိုယ်တိုင်ဟစ်អော်ခိုင်းပြီးတော့နောက်ဆုံးမှာလူသတ်မှုနဲ့တရားခံတွေဖမ်းပြီးတော့သူတို့ဟာနောက်ဆုံးကျိုးမိန်ကြကုန်ကြတယ်မကောင်းတာလို့တော့သူတို့ရဲ့အကုသိုလ်နဲ့သူတို့ပြန်ခံအဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာဘဝခရီးရှောင်လန်းတဲ့အချိန်မှာတက်တော်နော်အမှန်တမ်းကြီးပွားတိုးတက်လာတဲ့ပထမဝါ20အတွင်းမှာအခုဘုရားပြည့်လို့မှ9နှစ်ပဲရှိသေးတယ်နော်အကြီးအကျယ်အခုလိုဆွဆွဲမှုတွေနဲ့ဂျုံတွေ့ရတယ်ကြုံတွေ့တဲ့အခါမြတ်စွာဘုရားဘယ်လိုဖြေရှင်းတယ်လဲလို့ဆိုတာစဉ်းစားကြည့်ဆွဆွဲတာဆိုတာဖြေရှင်းလို့မရဘူးဆွဆွဲတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတာရှိတယ်ပေါ့ဆွဆွဲတာဆိုလို့ရှိရင်မဟုတ်ရင်မဟုတ်ဘူးလို့ပဲပြောရုံပဲရှိတယ်တခြားဘာမှပြောလို့မရဘူးလူတွေကအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဟာဒီတိခံခြင်းခွင့်လွှတ်ခြင်းမေတ္တာမပြတ်ခြင်းဆိုတဲ့အိန္ဒိယမပြတ်နေထိုင်ခြင်းဖြင့်ဒီပြဿနာတစ်ခုဟာအချိန်တန်တော့သူကသူရှင်းသွားလိမ့်မယ်ဆိုတဲ့အနေအထားနဲ့ပဲစိတ်နှလုံးတုန်လုံးခြောက်ခြားမှုတွေရှိပဲနဲ့ကြံ့ညံ့ခံပြီးတော့ဘဝခရီးကိုရင်ဆိုင်တာပဲဖြစ်တယ်ပေါ့ဒါမြတ်စွာဘုရားကဒါကြောင့်မို့လို့တခါတည်းရန်မိန့်ကြားလေးရှိတဲ့စကားတစ်ခုဟာလူတွေကြားထဲမှာမွေးလာတဲ့လူသားတစ်ယောက်ပဲလူသားတစ်ယောက်ဖြစ်ပေမဲ့လို့ဒီတာမန်လူတွေရဲ့နဲ့ငါဟာပတ်သက်မှုဆက်ဆံမှုမရှိဘူးစိတ်ဓာတ်ရေးရဆက်ဆံမှုမရှိဘူးသို့တော့တရားဝါတွေရဲ့အကျိုးကိုတော့ငါပြုတယ်အဲ့ဒီမှာငါဘုရားဟာဘာနဲ့တူတုံးဆိုရင်ကြာပန်းနဲ့လားသရံတူတယ်ကြာဟာရေထဲမှာပေါက်တယ်ရေထဲမှာပေါက်ပြီးတော့ရေကိုအလှတစားဆင်ပေးတာပဲရှိတယ်သို့တော့ရေနဲ့ကြာဟာလုံးလုံးထွေးထွေးမဖြစ်ဘူးရေတွေဟာကြာပေါ်မှာမတည်နိုင်ကြဘူးအဲ့ဒီကြာရဲ့တရံလိုပဲငါဘုရားဟာလောကသားတွေနဲ့ညှိတွယ်ဆရှိုက်တာမျိုးမရှိဘူးတွေ့တာမှုလည်းမရှိဘူးမုန်းတီးမှုလည်းမရှိဘူးကြာပန်းကြီးဟာရေမလူးသလိုပဲလောကထဲမှာနေပေမဲ့လို့ငါရဲ့စိတ်ဓာတ်ဟာကြာလို့ပဲတန့်ရှင်းစင်ကြယ်တယ်လောကကိုအလှဆင်ပေးတာပဲရှိတယ်ကြာပန်းဟာရေပြင်ကိုအလှဆင်ပေးတော်လည်းပဲရေနဲ့ရောထွေးခြင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးမြတ်စွာဘုရားဟောကြားခဲ့တာဖြစ်တယ်အေးဒါကြောင့်မလို့မြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်ဆွဆွဲခြင်းခံရတဲ့ဒီနှစ်ခုတုံ့ပြန်မှုမှာမြတ်စွာဘုရားအမှန်တရားဘက်ကယက်တည်ပြီးတိခံခြင်းမေတ္တာထားခြင်းကရုဏာထားခြင်းဆိုတဲ့မွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့သာတုံ့ပြန်ဖြေရှင်းခဲ့တယ်ဆိုတာကိုမှတ်သားနာယူကြရတာဖြစ်တယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကြိုးပမ်းချက်ဆိုဒီမှာလောကဟာဒီလောကသားတွေဟာမြတ်စွာဘုရားအခုလိုကြိုးပမ်းအထောက်မှုပြုတော်လဲပဲလောကသားအလုံးကမြတ်စွာဘုရားကိုကြီးညိုတာလေးစားတာမဟုတ်ဘူးဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဘယ်လိုပဲဆန့်ကျင်လောကရန်ကိုကြံ့ကြံ့ခံပြီးတော့လောကသားတွေအတွက်စိတ်မပြတ်ကိုယ်မပြတ်ဆက်လက်ဆောင်ရွက်သွားတယ်ဆိုတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုပြီးတော့
ချီနူးတဲ့စိတ်နဲ့ဗုဒ္ဓနုတ္တိဘာဝနာတရားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း